မင်္ဂလာပါသစ္စာတရားနဲ့ကျေးဇူးတော်မှုရနဲ့ပြန်လည်ပြီးတော့ကြိုဆိုပါရစေကျွန်တော်ဒီနေ့မှာဆိုလို့ရှိရင်ကြောက်ကွင်းရေတော့ပုံမှာရှိတဲ့မေခွန်း73ခုရဲ့နောက်ဆုံးမေခွန်းကိုကျွန်တော်တို့ရောက်ရှိတာဖြစ်ပါတယ်ရှင်ခရနဲ့မဲတဲ့မေခွန်းဟာဘာလဲဆိုလို့ရှိရင်မွေးရမရှိတဲ့ယေရှုခရစ်ဆိုပြီးမှတွားမေးတာဖြစ်တယ်သူမဲတဲ့ပုံကလည်းဘယ်လိုလဲဆိုလို့ရှိရင်လူတိုင်းမှာမွေးနေ့တွေရှိကြတယ်မွေးရက်တွေရှိကြတယ်ဒါပေမဲ့ကျွန်တော်ခရိယန်ဒီကိုးကွယ်တဲ့ဖယားခရစ်တော်ယေရှုဆိုလို့ရှိရင်သူ့ရဲ့မွေးနေ့ကိုကျွန်တော်ရဲ့သမိုင်းမှာပြီးလို့ရှိရင်လည်းကျမ်းစာထဲမှာလည်းမတွေ့ရဘူးဆိုပြီးမှဆွဆွဲချက်နဲ့ဒီမွေးနေ့မွေးရက်မရှိတဲ့ယေရှုခရစ်ဆိုပြီးမှသူဆွဆွဲတာဖြစ်တယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ဒီခရစ်စမတ်ချိန်လေးဖြစ်တယ်ထို့တူပဲပေါ့နော်ကျွန်တော်ဒီနေ့မှာလည်းအန်ကယ်ဦးမင်းတရားနဲ့ရှာဖွေပြီးမှတော့ဘယ်လိုမျိုးနဲ့ဒီဥစ္စာကိုပြန်ပြီးတော့ဖြည့်ရှင်းရမလဲဆိုတဲ့ဥစ္စာကိုသူပြောတော်မှာဖြစ်ပါတယ်ဆိုတော့ဆက်လက်ပြီးတော့အန်ကယ်ဦးမင်းတရားကိုဖိတ်ခေါ်ကြရအောင်မင်္ဂလာပါကျေးဇူးတော်နဲ့တစ္ဆာတရားအစီအစဉ်ကိုနားဆင်နေကြတဲ့ဓမ္မမိတ်ဆွေများငယ်တငယ်ချင်းများလေ့လာယုံကြည်ချက်ကိုလေ့လာနေကြတဲ့အပုဂ္ဂိုလ်များကိုအထူးပဲကျေးဇူးတင်ပါတယ်အဲ့တော့ဒီကနေ့ကျွန်တော်ပြောရမယ့်အကြောင်းအရာကမေခွန်းနံပါတ်73ရှင်ဥက္ကဋ္ဌရဲ့ကြောက်ကွင်းအရေးတော်ပုံမှာနောက်ဆုံးမေးတဲ့မေခွန်းဖြစ်ပါတယ်အဲ့တော့ဒီမေခွန်းကသခင်ယေရှုခရစ်တော်ရဲ့မွေးနေ့မွေးလနဲ့ပတ်သက်ပြီးတော့မေးထားတဲ့မေခွန်းဖြစ်ပါတယ်အဲ့တော့ဒီမေခွန်းကိုကျွန်တော်ကမေခွန်းတိုင်းကိုပြန်လဲခြေပနေတာမဟုတ်ဘဲနဲ့အဲ့ဒီမေခွန်းတွေကိုနားလည်အောင်လေ့လာပြီးတော့မှဒီနေရာနဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှသူတေသနာပြုစရာလေ့လာစရာတွေကိုကျွန်တော်ရှာဖွေပြီးတော့မှဝေမျှပေးနေတာဖြစ်ပါတယ်ကျွန်တော်ခြေပနေတာမဟုတ်ဘူးဆိုတဲ့အကြောင်းကိုကနဦးကျွန်တော်ဒီနေ့ပြောချင်ပါတယ်အဲ့တော့ဆရာတော်ရှင်ဥက္ကဋ္ဌရဲ့မေးတဲ့မေးခွန်းကိုသူမေးတဲ့အမေးတိုင်းကိုကျွန်တော်ဖတ်ပြောလေးကျွန်တော်ပြောပြပါမယ်ဒီလောကမှာလူထဲမှာအလွန်မြင့်မြတ်လို့ဖျားဆိုတဲ့ဘွဲ့တူအဖြစ်ကိုခံယူကြတဲ့အဓိကရပုဂ္ဂိုလ်ဒီမျိုးတွေကိုမဆိုထားပါနဲ့အောင်တာမန်လူကြီးလူကောင်းမှန်သမျှဟာမွေးနေ့မွေးရက်မွေးနှစ်မွေးတက်ကြီးရက်ချုပ်စာရန်ဆိုတာမျိုးကရှိကြပါတယ်ခရိယန်ဆရာကြီးများကိုးကွယ်တဲ့ယေရှုခရစ်ကဘယ်နေ့ဘယ်ရက်ဘယ်လဘယ်သက်ကြီးမှာမွေးတယ်ဆိုတော့ရက်ချုပ်ကိုမှန်ကန်အောင်အတိအကျပြောနိုင်မယ်ဆိုလို့ရှိရင်ဦးပဇင်းကဟောဒီသင်္ကန်းကိုဒီနေရာမှာပဲတခါတည်းပုံချခဲ့ပြီးတော့မှအပြည့်တိုင်ခရိယန်ဘာသာကိုဝင်လိုက်မယ်ဒီကနေ့မပြောနိုင်သေးရင်လည်းပဲထပ်ပြီးတော့မှရှာကြပါအောင်တွေ့တဲ့နေ့မှာတောင်တွင်းကြီးကိုလိုက်လာပြီးတော့ပြောစမ်းပါတိကျခိုင်လုံခဲ့လို့ရှိရင်အများရှိမှောက်ဆရာတို့ကိုဝန်ချတောင်းပန်ပြီးတော့တခါတည်းခရိယန်ထဲကိုဝင်လိုက်ပါမယ်ဆိုတာဟောဒီပြိဿကြီးရဲ့ရှေ့မှာဂရုပေးပါတယ်အဲ့ဒီမေးတဲ့မေးခွန်းနဲ့အတူပြိဿရဲ့လက်ခုပ်ဩဝါဒနဲ့လဲတညာညာနဲ့ပေါ့ဗျာစူတော့မှအလွန်သဘောကျကြတယ်ဆိုတဲ့အခါကျတော့ဒီမေးခွန်းကိုကျွန်တော်လေ့လာတဲ့အခါမှာဘာတွေ့ရလဲဆိုလို့ရှိရင်ဆရာတော်ရဲ့အမေးမှာအချက်၃ချက်ပါနေတာကိုကျွန်တော်တွေ့ရတယ်ပထမအချက်ကတာမန်လူကြီးလူကောင်းပင်လျင်မွေးနေ့မွေးရက်မွေးသက်ကြီးမှတ်သားထားကြတယ်ဆိုတာနံပါတ်1ချက်ဖြစ်ပါတယ်နံပါတ်2ချက်ကြတော့ယေရှုခရစ်အတွက်ကြတော့မွေးနေ့မွေးရက်မွေးသက်ကြီးကျမ်းစာမှာဖော်ပြချက်မရှိဘူးနံပါတ်3ချက်ကတော့မွေးတဲ့ရက်ချုပ်ကိုခိုင်လုံစွာမတင်ပြနိုင်လို့ရှိရင်သူကိုယ်တိုင်ယုံကြည်သူအဖြစ်ပြောင်းမယ်လို့စိန်ခေါ်တာပါအင်မတန်ကိုပြောင်မြောက်ပြီးတော့မှတတ္တိကောင်းပြီးတော့မှတကယ်ရဲရဲဝံ့ဝံ့စိန်ခေါ်ချက်မိကုန်းလေးပဲဖြစ်ပါတယ်အဲ့တော့ဒီမိကုန်းကိုလေ့လာတဲ့အခါမှာဒီမိကုန်းရဲ့အလင်္ကာယတ္တကဘာတွေ့ရလဲဆိုလို့ရှိရင်ဝံကဝုတ်တိ
အလင်္ကာမြောက်တဲ့အမေကုန်းပဲဖြစ်ပါတယ်ရည်ရွယ်တဲ့အမေကတော့ဘာလဲဆိုလို့ရှိရင်မွေးတဲ့ရက်ချုပ်မှပြင်မရှိခဲ့လို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကလောကမှာကောရှိခဲ့ပါရဲ့လားလို့ဒီလိုမျိုးအဖြေထွက်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ပထမအဦးဆုံးပြောချင်တဲ့အချက်ကတော့တာမန်လူကြီးလူကောင်းတွေပင်လျင်မွေးနေ့မွေးရက်မွေးနှစ်မွေးသက်ကြီးရှိကြပါတယ်လို့ဆရာတော်ကမွတ်ဆိုတဲ့အခါမှာရေပုံရအားဖြင့်မှန်ပါတယ်ဒါပေမဲ့ရာခိုင်နှုန်းပြည့်တော့မှန်တဲ့အကြောင်းအရာမဟုတ်ဘူးလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်။ဘာကြောင့်ဒီလိုပြောရပါသလဲ။အဲ့တော့နားထောင်တဲ့ပြိဿတ်ထဲမှာအမေရှိကောင်းရှိပါလိမ့်မယ်။ဘာကြောင့်ပြောရလဲဆိုရင်ကျွန်တော်ရဲ့အကြောင်းလေးအနည်းငယ်နဲ့ဆက်ဆက်နေတာဖြစ်ပါတယ်။အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော်ရဲ့အန်တီဝါတိကဥပ္ပဇေဆရာသမားတွေရဲ့လမ်းပြရှေ့ဆောင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကိုယ်တိုင်အသက်14နှစ်သားကစပြီးတော့မှဗုဒ္ဓဘာသာထဲကိုထဲဝင်စိတ်ဝင်စားသွားနဲ့လေ့လာရတဲ့အခါမှာဆရာတွေကနေတော့အသင်ပြတဲ့မိမိရဲ့အသက်အရွယ်နဲ့တင့်တော်ကိုက်ညီမဲ့အဆင့်တစ်ဆင့်ပြီးတစ်ဆင့်ကိုစနစ်တကျလေ့ကျင့်အားထုတ်ခဲ့တာခရစ်တော်ရဲ့ထံကိုယုံကြည်မှုပြောင်းခဲ့တဲ့အသက်40မှာအဲ့ဒီတိုင်အောင်ကျွန်တော်လေ့ကျင့်လုပ်ခဲ့ဘူးပါတယ်အဲ့ဒီလောက်လုပ်ခဲ့ပြီးမှဘာကြောင့်ပြောင်းရတယ်လဲဆိုတဲ့အကြောင်းအရာကတော့ကျွန်တော်တစ်ချိန်မှာကျွန်တော်ပြောခဲ့ပြီးတာဖြစ်ပါတယ်ကျွန်တော်အစီအစဉ်မှာအဲ့တော့ရှေ့ကိုဆက်သွားကြအောင်ဗုဒ္ဓဝင်ဇလံအရတိဋ္ဌထမင်းသားကတရေယူတဲ့အခါမှာကောင်းတင်ညပုံနာကထိုမင်းသားကဖျားဖြစ်မယ်လို့ဟောကိန်းထုတ်ယုံမကဖျားဖြစ်မဲ့မိဂရာဝန်တော်မှာ29နှစ်လုံးစောင့်နေခဲ့တယ်လို့ဖတ်ရတဲ့အချိန်ကလေးကအဲ့ဒီလိုထူးဆန်းတိကျတဲ့နက္ခတ္တဝေဒပညာကိုတနေ့တော့တတ်အောင်သင်ယူမယ်လို့စိတ်ဝင်စားခဲ့ဘူးပါတယ်အကျဉ်းချုပ်ပြီးတော့မှပြောမယ်ဆိုလို့ရှိရင်တော့1969ခုနှစ်စီးပွားရေးတက္ကသိုလ်ကနေပြီးတော့မှဘွဲရပြီးတော့မှအမျိုးသားစီမံကိန်းဌာနမှာအလုပ်ဝင်တဲ့အချိန်မှာတော့ကျွန်တော်ကအချိန်ပိုင်းနက္ခတ္တဝေဒပညာရှင်ဖြစ်နေပြီအချိန်ပြည့်ကတော့အစိုးရအရာရှိစီမံကိန်းမှုအနေနဲ့အလုပ်လုပ်တယ်ပဲအဲ့တော့အချိန်ပိုင်းနက္ခတ္တဝေဒလက္ခဏာဆရာဖြစ်နေ18နှစ်ကြာတဲ့အခါမှာတော့အလုပ်ကနေပြီးတော့မှထပ်ပြီးတော့မှအချိန်ပြည့်နက္ခတ္တဝေဒလက္ခဏာပညာရှင်ဖြစ်နေအသက်မွေးမှုကိုကျွန်တော်ကူးပြောင်းခဲ့ပါတယ်ဆရာဖြစ်နေအသက်မွေးတဲ့အတွေ့အကြုံရအချို့လူကောင်းများအချို့လူကြီးလူကောင်းတွေအချို့စစ်ဘိုလ်မှုကြီးတွေမှာမွေးနေ့မွေးရက်ချုပ်အတိအကျမရှိတာကိုကျွန်တော်ကိုယ်တွေ့ဖြစ်ပါတယ်အဲ့ဒီတော့မွေးနေ့မွေးရက်မွေးသက်ကြီးမသိတဲ့သူတွေကိုဘယ်လိုဟောရမလဲဆိုတဲ့ခါကျတော့လက္ခဏာဖတ်ပြီးတော့မှဟောကြားပေးခဲ့ပါတယ်ကျွန်တော်ရဲ့သင်ဆရာမြင်ဆရာကြားဆရာတွေဝိုင်းဖွဲ့နေတဲ့စကားဝိုင်းဘေးမှာငုတ်တုတ်ထိုင်ရင်မှတ်သားမှုတဲ့အချက်ကလေးကိုကျွန်တော်ပြန်လဲပြောပြခြင်းပါတယ်ဗိုလ်ချုပ်အောင်ဆန်းကြပြီးတဲ့အခါကျတော့ဦးနုကနိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်လာခဲ့တယ်အဲ့ဒီအခါမှာဗီဒင်ဆရာအဖွဲ့ကဝန်ကြီးချုပ်ရဲ့ဇာတာကိုမှတ်တမ်းတင်ဖို့အတွက်လုပ်ကြတဲ့အခါမှာမွေးနေ့မွေးရက်မွေးသက်ကြီးကလိုလာခဲ့တယ်အဲ့တော့သူတို့ကဦးနုရဲ့မိခင်ကိုမေးတဲ့အခါမှာဦးနုရဲ့မိခင်ကပြောတဲ့ကဟာဘာလဲဆိုရင်ငါလည်းမမှတ်မိဘူးကွယ်မှတ်မိတာကတော့ဝါခေမရေပြည့်ချိန်မှာမွေးတယ်ကွယ်လို့အဲ့လိုဖြေတယ်အဲ့တော့နက္ခတ်ဘီရင် theory တွေအရဦးနုရဲ့ဥပဒေယုတ်သူဖြတ်တန်းခဲ့မှုတဲ့ထောင်ကျခဲ့မှုတဲ့အကျဉ်းကျတဲ့ကာလတွေအဲ့ဒါကိုဆက်ပြီးတော့မှဗီဒင်ဆရာအဖွဲ့ကနေပြီးတော့မှနောက်ကျောင်းပြန်တဲ့တွန့်နီးဇာတာကိုနောက်ကျောင်းပြန်တွန့်နီးအရာအနည်းဆုံးဖြစ်နိုင်ရဲ့ဇာတာဖွဲ့ပြီးတော့မှမွေးနေ့မွေးရက်မွေးသက်ကြီးကိုဖန်တီးခဲ့ကြတယ်လို့ဆိုပါတယ်ဒါပေမဲ့ဘာလွတ်သွားလဲဆိုတော့စစ်တပ်ကနေပြီးတော့မှအာဏာသိမ်းနိုင်မယ်ဆိုတဲ့အချက်တစ်ခုကတော့
အဲ့ဒါတော့သူတို့လွတ်သွားတယ်အဲ့ဒါကိုကျွန်တော်ဆရာကြီးများပြောတဲ့စကားထဲမှာကျွန်တော်ကြားဘူးခဲ့ပါတယ်ဒါကြောင့်မလို့မွေးနေ့မွေးရက်မွေးသက်ရဲ့မှတ်တမ်းမရှိခဲ့တဲ့မြမရဲ့သမိုင်းဝင်အထင်ရှားပုဂ္ဂိုလ်ပထမဦးဆုံးမြန်မာနိုင်ငံရဲ့ဝန်ကြီးချုပ်ဦးနုကဧကန်အမှန်ရှိခဲ့သူဖြစ်တယ်ဒါကြောင့်မလို့မွေးနေ့မွေးရက်မွေးသက်ကြီးကိုမှတ်တမ်းမရှိခဲ့တဲ့လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကကမ္ဘာသမိုင်းဝင်ခဲ့တဲ့ယေရှုခရစ်တော်ဟာလည်းပဲဧကန်အမှန်ရှိသူဖြစ်တယ်လို့ကျွန်တော်ရဲ့ယုတ်တိဗေဒစင်ချင်းစဉ်းစားကြအဖြစ်ဆရာတော်ရဲ့ဝန်ကဥဒိမေကွန်းကိုကျွန်တော်ဒီမှာဖြေကြားရပါတယ်ဒါပေမဲ့ဆရာတော်မေးထားသလိုယနေ့ကဘာမှာခရိယန်ဘာသာလို့ထင်ရှားလာမဲ့သူမှာရှိတဲ့ရှိတိုက်ပါရဲ့နဲ့မွေးနေ့မွေးလမွေးရက်မွေးသက်ရက်စသည့်စာတို့မှတ်တမ်းလေးတစ်ခုတောင်မှဘာကြောင့်မရှိရပါသလဲဆိုတဲ့အချက်ကကျွန်တော်ကိုယ်တိုင်ရဲ့စိတ်ထဲမှာစိတ်ဝင်စားပြီးတော့မှစူးစမ်းရှာဖွေခြင်းနဲ့စိတ်တွေရှိခဲ့ပါတယ်အဲ့တော့မွေးနေ့မွေးရက်မွေးသက်ရက်ကိုတွေ့ရဖို့ရာပထမအဦးဆုံးသတိပြုမိတဲ့အချက်ကပြက်ကလေးဖြစ်ပါတယ်ပြက်ကလေးရှိမှသာလျှင်နေ့လရက်တက်ရက်ဆိုတဲ့ဟာကိုပြက်ကလေးရှိမှသာလျှင်မှတ်တမ်းတင်နိုင်တာဖြစ်တယ်အဲ့တော့ပြက်ကလေးအကြောင်းကိုလေ့လာတဲ့အခါမှာတိုင်းပြည်အသီးသီးမှာဓလေ့ထုံးစံတွေယဉ်ကျေးမှုတွေလူအများကိုးကွယ်တဲ့ယုံကြည်ချက်နဲ့တီးခြားပြက်ကလေးတွေအသီးသီးရှိနေကြတာကိုတွေ့ရပါတယ်ထို့အတူတိုင်းပြည်နဲ့လူမျိုးကွဲပြားသလိုတက်ကလေးအမျိုးမျိုးလည်းပဲကွဲပြားကြပါတယ်ဗုဒ္ဓဘာသာမှာကြည့်မယ်ဆိုလို့ရှိရင်သာသနာတက်ကလေးမြမကောဇာတက်ကလေးကျွန်တော်တို့ယနေ့နိုင်ငံတကာမှာသုံးနေတဲ့ခရစ်တက်ကလေးစသဖြင့်ယနေ့တည်ရှိနေတာအားလုံးကိုကျွန်တော်တို့ကနေ့စဉ်သုံးနေတာဖြစ်တဲ့ကြောင့်မလို့အထူးပြောဖို့တော့မလိုတော့ပါဘူးဒါပေမဲ့လို့ပြက်ကလေးဘယ်ကစသလဲဆိုတဲ့ဟာကိုသိကျင်လို့ရှိရင်တော့ယနေ့ခေတ်က AI ခေတ်ဖြစ်တဲ့ကြောင့်မလို့အသေးစိတ်သိလို့ခြင်းရှိရင်အဲ့ဒီမှာရှာဖွေပြီးတော့မှကြည့်ကြပါကျွန်တော်ကတော့အချိန်အများကြီးကြာသွားမှာမလို့ဖြစ်တဲ့ကြောင့်မလို့ဒီဟာကိုကျွန်တော်မပြောဘဲနဲ့ကျွန်တော်ရဲ့အချင်းကျုပ်ဆရာတော်ရဲ့မေးတဲ့မေးခွန်းနဲ့သက်ဆိုင်နေတဲ့အချင်းကျုပ်အချက်အနှဲငယ်ကိုပဲကျွန်တော်ဒီနေ့ပြောချင်ပါတယ်ပထမဦးဆုံးပြက်ကလေးကိုစတင်ခဲ့တဲ့သူတွေကဘာဘီလုံပညာနဲ့ဘာဘီလုံယဉ်ကျေးမှုကိုလွှမ်းမိုးခြင်းကိုခံရတဲ့ဂရိလူမျိုးတွေကနေတော့စတယ်လို့ကျွန်တော်ဖတ်ရပါတယ်ဘယ်လိုစခဲ့တယ်လဲဆိုလို့ရှိရင်နိုင်မြစ်ကြီးကရေလွှမ်းမိုးတဲ့ပြဿနာကနေပြီးတော့မှအဲ့ရေလွှမ်းမိုးတဲ့နှစ်စဉ်ရေလွှမ်းမိုးတဲ့ပြဿနာကနေပြီးတော့မှအစပြုခဲ့တာဖြစ်တယ်သူတို့သိကျင်တာကနောက်တစ်ခါဘယ်ရဲ့ဘယ်လမှာများထပ်ပြီးတော့မှဖြစ်အောင်မလဲဆိုတော့သိကျင်ကြတယ်ဘာကြောင့်လဲဆိုလို့ရှိရင်နိုင်မြစ်ကရေလွှမ်းမိုးတဲ့အခါမှာစိုက်ထားတဲ့အသီးနှံတွေအားလုံးကပျက်စီးတဲ့အတွက်ကြောင့်မလို့သူတို့ရဲ့စီးပွားရေးကိုလည်းပဲထိခိုက်တယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဟာကိုသူတို့ကစပြီးတော့မှစိတ်ဝင်စားပြီးတော့မှပြက်ကလေးဘယ်အချိန်များဖြစ်ပါမလဲဆိုတာကိုသိကျင်လို့ပြက်ကလေးကိုစခဲ့တာလို့ဒီလိုမှတ်ရတယ်အဲ့တော့သူတို့ဘယ်လိုစရလဲဆိုလို့ရှိရင်ဂရိပညာရှင်တွေကနေသွားတဲ့လမ်းကြောင်းကိုအခြေခံပြီးတော့မှပြက်ကလေးကိုစတင်ခဲ့တာအဲ့ဒါကဘလောက်ကလဲဆိုလို့ရှိရင်BC ခရစ်တော်မမွေးမီနှစ်ပေါင်း3000လောက်ကတည်းကနေပြီးတော့မှစတင်အသုံးပြုတယ်လို့ကျွန်တော်မှတ်ရပါတယ်အဲ့တော့ဒီပြက်ကလေးကိစ္စမှာတမန်ကျမ်းစာနဲ့ဆက်ဆက်နေတဲ့အကြောင်းအရာတစ်ခုကဘာလဲဆိုလို့ရှိရင်ခါလဒဲဆိုတဲ့စကားလုံးပဲဖြစ်ပါတယ်ခါလဒဲဆိုတာ Chaldean လို့သူတို့ရေးထားတာဖြစ်ပါတယ်ကျမ်းစာထဲမှာတော့ခါလဒဲလို့ပဲရေးရပါတယ်အဲ့ဒီခါလဒဲ Chaldean လူမျိုးစုကဘယ်သူတွေလဲဆိုလို့ရှိရင်ရေလွှမ်းမိုးခြင်းကာလမှာဖြစ်ခဲ့တဲ့နောအေးရဲ့သားရှေမရဲ့သားစဉ်မြေဆက်တွေကအဲ့ဒီလူမျိုးစုသူတို့ကဘယ်မှာနေလဲဆိုလို့ရှိရင်ဘာဘီလုံရဲ့တောင်ပိုင်းမှာနေတဲ့တောင်ပိုင်းသားတွေဖြစ်တယ်တနည်းအားဖြင့်ပြောမှဆိုလို့ရှိရင်ခါလဒဲတွေကဘာဘီလုံမှာယနေ့ခေတ်စကားနဲ့ပြောမှဆိုရင်အကောင်တွေပေါ့ဗျာ
လူဒန်းစားအမြင့်စားတွေပေါ့ဘာဘီလုံဘရင်နေဘုခနေစားဆိုတာကျွန်တော်တို့ခရစ်နဲ့အများကြားဘူးပါတယ်ဘာဘီလုံဘရင်နေဘုခနေစားကခါလက်တဲ့လူမျိုးပဲဖြစ်ပါတယ်သူရဲ့အတိုင်ပင်ခံပညာရှိတရားလည်းပဲခါလက်တဲ့လူမျိုးတွေအထက်တန်းလူမလိုက်နေဒါမှမဟုတ်သူတို့အခွင့်ဒုက္ခလူဒန်းစားတွေဖြစ်တယ်အဲ့ဒီအချိန်တော့အဲ့ဒီခါလက်တဲ့လူမျိုးစုကဘာလုပ်တယ်လဲဆိုလို့ရှိရင်ကောင်းငင်ကျဲနှက်ခတ်နေလသွားလာတာတွေကိုအထူးစိတ်ဝင်စားတဲ့သူတွေဖြစ်ကြတယ်ဒါကြောင့်မလို့ astronomer လို့ဒီနေ့ကျွန်တော်တို့သိတဲ့ကျဲနှက်ခတ်များရွေ့ပုံကိုစောင့်ကြည့်တဲ့သူတွေနဲ့ astrologer လို့ယနေ့ကျွန်တော်တို့သိတဲ့ကျဲနှက်ခတ်တွေရဲ့အရွေ့အရှားနဲ့ကမ္ဘာမြေပြင်ပြောင်းလဲမှုကြားမှာဆက်ဆက်မှုရှိခြင်းကိုအပြေရှားတဲ့သူတွေဒီနေ့တော့ပြောမယ်ဆိုတော့နက္ခတ္တဝေဒပညာရရဲ့မူလဗုဒ္ဓအရင်ခံလူမျိုးတွေဖြစ်တယ်အဲ့ဒါကြောင့်မလို့နက္ခတ္တဝေဒပညာကိုစိတ်ဝင်စားသူအားလုံးအတွက်ကပြက်ကရင်ဆိုတာတိတ်ကိုအရေးကြီးပါတယ်ပြက်ကရင်ရှိမှသာလျှင်မွေးနေ့မွေးလမွေးရက်မွေးသက်ကြီးမွေးရက်ချုပ်ကိုမှတ်သားလို့ရတာဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓဝင်မှာဖတ်ခဲ့ရတယ်လို့ရှေ့ပြစ်ကိုစိတ်ဝင်စားတဲ့သူတွေအတွက်လည်းပဲဘေးရင်မေးရန်အတွက်အထူးလိုအပ်ချက်ကတော့မွေးနေ့ရက်ချုပ်ပဲဖြစ်ပါတယ်ဒါကြောင့်မလို့မြန်မာဗုဒ္ဓဘာသာဝင်တိုင်းရဲ့အလေးအထားကသားသမီးမွေးလာတဲ့အခါမှာမွေးနေ့မွေးရက်မွေးလမွေးချိန်တက်ကြီးမှတ်တမ်းအတူကိုရေးထားရမယ့်တာဝန်ကမိသားစုရဲ့ဦးစီးဦးဆောင်ဖြစ်တဲ့ဖခင်ရဲ့တာဝန်တရက်လို့ကျွန်တော်တို့ကဒီလေးမှာဖြစ်လာခဲ့တာအဲ့တော့မွေးနေ့မွေးရက်မွေးသက်ကြီးမှတ်တမ်းမရှိတဲ့ခရစ်တော်ဟာဆရာတော်ရှင်ဥက္ကဋ္ဌတို့ကိုအလွန်ကိုအရေးကြီးတဲ့မိကွန်းတရက်ဖြစ်လာတယ်လို့ကျွန်တော်ယူဆရပါတယ်သခင်ခရစ်တော်ရဲ့ဘိုးဘေးအစဉ်အဆက်ကိုလိုက်ကြည့်တဲ့အခါမှာအာဗြဟံဆိုတာကိုတွေ့ရတယ်အာဗြဟံကခါလက်တဲ့လူမျိုးစုတွေကမွေးဖွားလာတဲ့လူဖြစ်ပါတယ်ကျမ်းညွှန်းအနေနဲ့ပြောမှဆိုရင်ခရိယန်များအတွက်ကဘာဦး17 29ကနေတော့32ကိုကြည့်ရင်အဲ့ဒီမှာကျွန်တော်ပြောတဲ့ဟာကိုတွေ့ပါလိမ့်မယ်အာဗြဟံကခါလက်တဲ့လူမျိုးဖြစ်ပါတယ်အဲ့တော့အနည်းငယ်လေးပြောပြရမယ်ဆိုလို့ရှိရင်ထာဝရဘုရားကတင့်လူမျိုးစုတွေကထွက်၍ငါပြသောပြည်သို့သွားလောလို့အာဗြဟံကိုခေါ်ခဲ့တယ်အဲ့ဒီနောက်အာဗြဟံကခါလက်တဲ့ရဲ့ဓလေ့ပညာရယဉ်ကျေးမှုတွေနဲ့လုံးဝကိုကင်းကွာသွားပြီးတော့အာဗြဟံရဲ့သားယာကုပ်ကလက်ထက်ရောက်တဲ့အခါကျတော့ဣသရေလလူမျိုးဣသရေလလူမျိုးကြီးဖြစ်စေခဲ့တယ်အဲ့တော့ဣသရေလလူမျိုးတွေကနေတော့မွေးဖွားလာခဲ့တဲ့ယေရှုခရစ်တော်အချိန်ရောက်တဲ့အခါကျတော့ခါလက်တဲ့ဆိုတဲ့ဓလေ့ဆိုတာအဲ့ဒီဣသရေလတွေအတွက်အယုတ်ရေးပြပြင်တော့မှဘာလဲလို့မေးကြမယ်အခြေအနေမျိုးရောက်သွားပြီလုံးဝမေ့သွားပြီခါလက်တဲ့ရဲ့ဓလေ့ထုံးစံတွေမေ့သွားပြီအဲ့တော့ခါလက်တဲ့ရဲ့ဓလေ့ထုံးစံတွေကိုခရိယာများဖတ်ချင်လို့ရှိရင်တော့တရားဟောရာကျမ်းမှာအခန်း18ကနေ9မှ73ထိကိုဖတ်ကြည့်ပါအဲ့ဒါကြောင့်မလို့နှစ်ပေါင်း1400ကျော်အတွင်းမှာအာဗြဟံရဲ့စပြီးတော့မှနှစ်ပေါင်း1400ကျော်အတွင်းမှာလူတွေရဲ့ပြန်မတက်တန်းက100ပဲဆိုကြပါစို့အဲ့ဒါဆိုရင်တော့ရွှေစင်မျိုးဆက်ပေါင်း14ဆက်ကြာသွားခဲ့ပြီအဲ့ဒီအလွန်ထင်ရှားတဲ့ဂုဏ်ယူပွေရဖြစ်ခဲ့တဲ့ဘာဘီလုံမြို့ကြီးကလည်းပဲသခင်ယေရှုမွေးဖွားတဲ့အချိန်မှာတော့ဗက်လင်ရွာကလေးဖြစ်သွားပြီအဲ့ဒါကြောင့်မလို့ဣသရေလအမျိုးမှာမွေးနေ့မွေးရက်မွေးလတက်ကြီးကိုမှတ်သားတဲ့ဓလေ့ကမရှိတော့ဘူးဘာကြောင့်လဲခါလက်တဲ့တွေမဟုတ်ကြလို့အဲ့ဒါကြောင့်ယေရှုခရစ်ရဲ့မွေးနေ့မွေးရက်မွေးလမွေးတက်ကြီးမရှိရခြင်းကအဲ့ဒါကြောင့်ပဲဖြစ်တယ်လို့ကျွန်တော်အဖြေထုတ်ယူရပါတယ်ကျွန်တော်တို့ဗမာတွေအတွက်ကတော့ခါလက်တဲ့ရဲ့ဓာတ်တွေကိုကူးပြီးတော့မှယနေ့တိုင်အောင်ကျွန်တော်တို့ကမွေးတဲ့ရက်ချုပ်ကအရေးကြီးနေပါသေးတယ်ဒါကြောင့်မို့လို့ဆရာတော်ရှင်ဥက္ကဋ္ဌကမြန်မာကြီးကြည့်ပြီးတော့မှဒီမေးခွန်းကိုမေးခဲ့တယ်လို့ကျွန်တော်ထင်မြင်မိပါတယ်ဣ
ဣသရေလလူမျိုးတွေအတွက်သာလျှင်ခါလဒဲပညာနဲ့ဓလေ့ကိုမသိကြတော့ဝင်မယ်လို့လည်းပဲခါလဒဲပညာတွေကကမ္ဘာတစ်ခွင်ကိုပြန့်နှံ့သွားတယ်မြန်မာပြည်မှာသိကြတဲ့ကမ္ဘာကျော်လက္ခဏာဆရာကိုင်ရိုကဘာရေးခဲ့လဲဆိုရင်ခါလဒဲအဖိုးကြီးတယောက်ထံကနေပြီးတော့မှအမခန်းကနန်းဗေဒင်ပညာကိုအိန္ဒိယမှာပြင်ယူတက်မြောက်ပါတယ်လို့တက်တည်ခံထားတာကိုကျွန်တော်ဖတ်ဖူးပါတယ်။ကောင်းပြီမွေးနေ့မွေးရက်မွေးလမွေးသက်ရက်မှတ်တမ်းတစ်စုံတစ်ရာမှမရှိတဲ့တမန်ကျမ်းစာမှာဖော်ပြထားခြင်းမရှိပါပဲလေ။ဒီကနေ့ကမ္ဘာတဝန်းမှာရှိတဲ့ခရိယန်တွေအားလုံးကဒီဇင်ဘာ25ရက်နေ့မှာခရစ်တော်မွေးနေ့အဖြစ်နဲ့ကျင်းပနေတာကဘာကြောင့်ပါလဲ။ဒါကထပ်ပြီးတော့မှစိတ်ဝင်စားစရာကောင်းတဲ့မိဂုဏ်တစ်ခုဖြစ်ပါတယ်အဲ့တော့အဲ့ဒီအချက်နဲ့ပတ်သက်ပြီးတော့မှဆက်လက်ရှာဖွေချက်လေးကိုကျွန်တော်ဆက်လက်ပြီးတော့မှဝေငှပေးပါမယ်ခရစ်တော်မွေးသက်ကြီးကိုဘယ်မှာကြည့်ရမလဲဆိုလို့ရှိရင်ရှင်မတ်သက်ခရစ်ဝင်ကျမ်းအခန်း2အရခရစ်တော်မွေးဖွားတဲ့အချိန်ကာလမှာယူဒပြည်ဗက်လင်ယနေ့ဂျေရုဆလင်ကိုအုပ်ချုပ်နေတဲ့သူကဟေရုဘုရင်ဖြစ်တယ်အရှေ့ပြည်ကမာဂုပညာရှိတနည်းအားဖြင့်ဆိုပြောမှဆိုလို့ရှိရင်ခါလဒဲနက္ခတ်ပညာရှင်တွေအတွက်ကြောင့်မလို့မင်းလောင်းပေါ်တယ်ဆိုတဲ့သတင်းကြောင့်မလို့ဟေရုဘုရင်ကအသက်2နှစ်အောက်ယောက်ျားလေးတွေကိုရှာပြီးတတ်ခိုင်းနေဆိုတာကမ္ဘာသမိုင်းမှာအထင်ရှားရှိပါတယ်အဲ့ဒီနှစ်နဲ့အရာအထောက်ထားအရာချိန်ဆမယ်ဆိုလို့ရှိရင်ခရစ်တော်မွေးတဲ့သက်ကြီးက BC နှစ်ခုနှစ်ဖြစ်နိုင်တယ်လို့ယူဆလို့ရပါတယ်နောက်တစ်ချက်ကသခင်ယေရှုခရစ်အသက်30မှာယောဟန်ထံမှာနှစ်ချင်းခံတယ်လို့ရှင်လုကာခရစ်ဝင်ကျမ်းမှာဖတ်ရပြန်တယ်သမိုင်းအထောက်အထားတွေအရအဲ့ဒီကာလကတက်ကြီးရဲ့ AD 28 29လို့ရှာဖွေတွေ့ရှိရတယ်အဲ့တော့သင်္ချာနီးနဲ့တွက်လိုက်မယ်ဆိုလို့ရှိရင်အသက်30 28 AD 28မှာအသက်30ဆိုလို့ရှိရင်သူ့ရဲ့မွေးသက်ကြီးက BC နှစ်ကိုပဲပြန်တော့ပြနေပြန်တယ်အဲ့ဒီအပြင်ကိုတမန်ကျမ်းစာအသေးရယေရှုမွေးဖွားချိန်မှာကောင်းကင်မှာအလွန်ထွန်းတောက်တဲ့ကြယ်ကြီးကိုမာဂုပညာရှိတွေကမြင်ရတယ်လို့ဆိုပြန်တယ်ခေတ်ပြိုင်တရုတ်ပြည်မှာရှိတဲ့မှတ်တမ်းအရကြည့်မယ်ဆိုလို့ရှိရင်ရှေးဟောင်းတရုတ်ပြည်ကနက္ခတ်တပညာရှင်တွေရဲ့မှတ်တမ်းအရ BC 9ပတ်ဝန်းကျင်လောက်မှာအင်မတန်ကိုထွန်းနေတဲ့ကြယ်အသစ်တစ်လုံးပေါ်ခဲ့ဘူးတယ်လို့ဆိုတယ်နေ့တူကနေ့စဉ်တွေ့နေကြကြယ်တွေမဟုတ်တဲ့အလင်းရောင်ကြီးလို့လည်းမှတ်တမ်းပြုထားတယ်ဖြစ်နိုင်ခြေကတော့အင်မတန်မှဖြစ်တောင့်ဖြစ်ခဲဖြစ်တဲ့ကောင်းငင်ကကြယ်နှလုံးတိုက်မိကြလို့ပောက်ကွင်းကြီးပောက်ကွဲတဲ့အတွက်ကြောင့်မလို့ဖြစ်တဲ့အလင်းရောင်ကြီးလို့သူတို့ယူဆပါတယ်အဲ့ဒီအလင်းတန်းကြီးဟာရက်ပေါင်း80လောက်ကြာနေတယ်လို့လည်းပဲမှတ်တမ်းရှိပါတယ်အဲ့ဒါဥက္ကာပြန်လည်းမဟုတ်ဘူးကျဲတကွန်လည်းမဟုတ်ဘူးဥက္ကာပြန်ဆိုတာကကျွန်တော်တို့ခဏလေးဖြတ်သွားတဲ့အရာတစ်ခုဖြစ်တယ်အဲ့တော့နောက်ထပ်ထူးဆန်းချက်တစ်ခုကဘာလဲဆိုလို့ရှိရင်နက္ခတ္တဝေဒပညာရှင်စိတ်ဝင်စားတဲ့သူတွေသာလျှင်နားလည်နိုင်တဲ့အချက်လေးတစ်ခုကိုကျွန်တော်ပြောပြခြင်းပါတယ်BC ခုနှစ်လောက်တုန်းကကဘာကနေကြည့်လို့ရှိရင်ကောင်းငင်ရဲ့ဇာတာကွင်းမှာမင်းရာသီမှာကြာသပတေးဂျုံနဲ့စနေဂျုံ3ချိန်တိုင်ဒီဂရီတစ်ထက်ထဲရက်တည်နေခဲ့တယ်လို့ဂျိုပြက်ကလေးတွေကနေတော့မှမှတ်တမ်းရှိပါတယ်အဲ့နောက်ထပ်9နှစ်ကြာတဲ့ခါကျတော့ကြာသပတေးဂျိုကအုတ်ရာသီကိုရောက်ပြီးတော့တောက်ကြဂျုံနဲ့တီနေယာဒီဂရီထပ်တူဖြစ်နေပြန်တယ်အဲ့ဒါကဘယ်နေ့လဲဆိုလို့ရှိရင် BC 2ခုနှစ်ဇွန်လ18ရက်နေ့ဖြစ်နေကြောင်းကိုဂျိုနက္ခပြက်ကလေးတွေမှတ်တမ်းမှာရှိပါတယ်အဲ့တော့တောက်ကြဂျိုဆိုတာကကဘာနဲ့အနီးဆုံးဖြစ်တဲ့ဒူဝန်ကျဲကိုပြောတာရှေးတုန်းကတော့အဲ့ဒီဒူဝန်ကျဲကိုကြည့်ပြီးတော့မှရေချောင်းခရီးသွားတဲ့လူတွေကအဲ့ဒီဒူဝန်ကျဲကိုကြည့်ပြီးတော့မှသွားကြရတယ်လို့ကျွန်တော်တို့ကမှတ်ရတယ်အဲ့တော့အလင်းထွက်တဲ့ဒူဝန်ကျဲတောက်ကြဂျိုရဲ့နက်ခေါင်နောက်ခံကားကြဖြစ်ကြာသပတေးဂျိုကထပ်နေတဲ့အခါမှာ
ကောင်းငင်မှာထူးခြားတဲ့အလင်းအောင်ဖြစ်နေလိမ့်မယ်ဆိုတာသိကြပါ့ပဲအဲ့တော့အထက်ပါအချက်ဒီအားလုံးကနေတော့မှတညီတညွတ်သေးပြောနေတာကတော့ယေရှုခရစ်ရဲ့မွေးဖွားတဲ့သက်ကြီးက BC 2ခုနှစ်လို့ဆိုနေပါတယ်ဒါဖြစ်ရင်ယေရှုရဲ့မွေးဖွားတဲ့နေ့ကဒီဇင်ဘာ25ရက်ကဘယ်လိုဖြစ်လာတာလဲဆက်လက်ရှာဖွေတဲ့အခါမှာကျမ်းစာမှာတော့ခရစ်တော်ရဲ့မွေးနေ့ကိုဖော်ပြထားတာမရှိပါဘူးဒါဖြစ်ရင်ဘာအခြေခံနဲ့ပြောတာလဲဘာသက်သေနဲ့ပြောတာလဲဘာယူဆချက်နဲ့ပြောတာလဲဘာကြောင့်ဒီဇင်ဘာ25ကိုခရစ်စမတ်နေ့လို့သတ်မှတ်ရပါသလဲအဲ့တော့ AD 221ခုနှစ်မှာခရစ်ယာန်အသင်းတော်များတမိုင်းကိုလေ့လာတဲ့တမိုင်းပညာရှင် Sextus Julius Africanus ရဲ့အဆိုအရခရစ်တော်တည်တည်တဲ့နေ့ကမတ်လ25ရက်နေ့လို့ဆိုပါတယ်ဒါဖြင့် Sextus ကဘာအထောက်ထားနဲ့ခရစ်တော်တည်တည်တာမတ်လ25ရက်နေ့လို့ပြောနိုင်ပါသလဲအဲ့တော့ရှေးဟောင်းအယူအဆတရက်ရှိတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်သူတော်စင်သူတော်ကောင်းများရဲ့တေဆုံးတဲ့နေ့ဟာတည်တည်တဲ့နေ့နဲ့ပြက်ကလေးရက်ကထပ်တူတနေ့တည်းပဲဖြစ်တတ်တယ်လို့ဆိုတဲ့အဆိုအမိန့်တရက်ရှိခဲ့တာအဲ့ဒီအဆိုအမိန့်တရက်ရှိခဲ့တာမှန်လားမှားလားဆိုလို့ရှိရင်ရှင်တော်ဂေါရမကိုကြည့်မယ်ဆိုလို့ရှိရင်ကဆုံလားပြည့်နေ့မှာမွေးပြီးတော့မှတေဆုံးတာလည်းပဲကဆုံလားပြည့်နေ့ဖြစ်နေတာကိုကျွန်တော်တို့တွေ့ရဒါမှမဟုတ်အဲ့ဒီအယူဆကအမှန်လို့ယူဆခဲ့လို့ရှိရင်ဂျူးတွေရဲ့ပြက်ကလေးကတိုင်တော်ပေါ်မှာခရစ်တော်အသက်ဆုံးရတဲ့နေ့ကမတ်လ25ရက်နေ့လို့အမှတ်တမ်းရှိပါတယ်အဲ့ဒီတရေတီတဲ့နေ့မတ်လ25ရက်နေ့မှာတာမန်တရေတီဝန်ဆောင်တဲ့ကာလ6လကိုထပ်ပေါင်းထည့်လိုက်လို့ရှိရင်ဒီဇင်ဘာ25ကမွေးဖွားရက်ဖြစ်ပါလိမ့်မယ်ဒါပေမဲ့လို့လည်းပဲဒါကအသင်္ချာနည်းအဖြစ်ယူဆတဲ့တွက်ချက်ကြည့်တဲ့အကြောင်းအရာတွေသာဖြစ်ပြီးတော့မှခရစ်တော်ရဲ့မွေးနေ့လို့အတိအကျသတ်မှတ်လို့မဖြစ်သေးဘူးဘာကြောင့်လဲဆိုလို့ရှိရင်ခရစ်ဝင်ဇက်လန်းတွေမှာမွေးဖွားတဲ့အယတ်ဒေသယာဒီဥတုနဲ့ဒလိထုံနှန်းအထောက်အထားကိုကြည့်မယ်ဆိုရင်အဲ့ဒီအချိန်ကຫນွေဦးယာဒီမတ်လ20ကနေပြီးတော့မှ18အကြာဖြစ်နိုင်တယ်ဆိုတော့အခြားအယူဆတရက်ကရှိနေခဲ့ပြန်တယ်အစ္စရေးသိုးရင်းရဲ့ဒလိအရာဆောင်းတွင်အေးတဲ့အချိန်မှာသိုးတွေကိုညဘက်လွှတ်ကြောင်းတာမလုပ်ဘူးຫນွေဦးယာဒီမှာပဲသိုးတွေကိုလွှတ်ကြောင်းနေရလို့ဖြစ်တဲ့အတွက်ကြောင့်မလို့ခုနကကျွန်တော်ပြောရလို့အတိအကျတော့25လို့ပြောလို့မရခဲ့သေးဘူးဒါပေမဲ့လို့လည်းပဲအစ္စရေးနိုင်ငံကိုအုပ်ချုပ်တဲ့ယောမတွေရဲ့ဒလိထုံနှန်းအရနေသွားလမ်းကြောင်းကညတာရှည်ရဲ့ဆောင်းရာသီကနေပြီးတော့မှစတင်လွတ်တဲ့နေ့ကဒီဇင်ဘာ25ရက်နေ့ဖြစ်တယ်အဲ့ဒီဇင်ဘာ25ရက်နေ့မှာအထိမ်းအမှတ်ပွဲတွေပျော်ရွှင်ပွဲတွေကပွဲတွေကျင်းပါတယ်အထူးခြားဆုံးနေ့ဖြစ်တဲ့အတွက်ကြောင့်မလို့လုပ်ငန်းဆောင်တာတွေစတင်ရမယ်အချိန်ကောင်းရောက်ပြီလို့အဓိပ္ပာယ်ရှိတဲ့ The birthday of the unconquered sun ဗမာလိုဘာသာပြန်မယ်ဆိုလို့ရှိရင်တော့ပွင့်လင်းရာသီရောက်ပြီဆိုတဲ့ပွဲပဲဖြစ်ပါတယ်အဲ့တော့ခရစ်တော်ကိုလက်ခံယုံကြည်တဲ့ပထမဦးဆုံးယောမဧဂရစ်ဘုရင်ကကွန်စတန်တင်းဖြစ်ပါတယ်အဲ့ဒီကွန်စတန်တင်းရဲ့လက်ထက်မှာပွင့်လင်းရာသီရောက်ပြီလို့ကြွေးကြော်ပွဲရဲ့နေ့မှာဖျားပေးတဲ့လက်ဆောင်ခရစ်တော်ရောက်ပြီလို့ကြွေးကြော်ခြင်းကဲ့သို့ပဲ AD 336ခုနှစ်ဒီဇင်ဘာ25ရက်နေ့ကိုခရစ်တော်မွေးနေ့အဖြစ်နဲ့တရားဝင်အသိမှတ်ပြုပြီးတော့မှပထမဦးဆုံးခရစ်စမတ်နေ့ကိုအဲ့ဒီမှာကျင်းပတာဖြစ်ပါတယ်အဲ့ဒီအချက်ကို
ယောမပုပ်ယဟန်မင်းကြီးက Gregory the Great ဆိုတဲ့ပုပ်ယဟန်မင်းကြီးကဆေလွတ်လိုက်တဲ့ Saint Augustine ကအင်္ဂလန်ရောက်တဲ့အခါကျတော့အင်္ဂလန်ပြည်တဝန်းလုံးမှာဒီဇင်ဘာ25ရက်နေ့ခရစ်စမတ်နေ့ကိုကြည်ကြည်ပြန့်ပြန့်နဲ့ကျင်းပတယ်။အဲ့ဒီကတဆင့်အင်္ဂလိပ်အုပ်ချုပ်တဲ့နေမဝင်နိုင်ငံတော်အောက်ကိုရောက်ခဲ့တဲ့ကိုလိုနီနိုင်ငံတွေမှာလည်းပဲဒီဇင်ဘာ25ရက်နေ့ကခရစ်စမတ်နေ့ဆိုကျင်းပတဲ့အခါမှာယနေ့တစ်ကမ္ဘာလုံးမှာခရစ်စမတ်နေ့ဆိုလို့မှပါဝင်နေကြတယ်လို့တွေ့ရတယ်။အဲ့တော့ခရစ်စမတ်ရဲ့အနှစ်သာရကဘာလဲ။အဲ့တော့ဆိုရင်ရှေးဟောင်းခရစ်ယာန်အများစုကတော့ကျမ်းစာအုပ်ထဲမှာခရစ်တော်ရဲ့မွေးနေ့ကိုဖော်ပြထားခြင်းမရှိပါပဲလေ။လူတွေရဲ့ကြံစခြင်းအပြင်သတ်မှတ်တဲ့ဒီဇင်ဘာ25ကိုလည်းပဲနံပါတ်၄တစ်ခုအနေနဲ့ပဲမြင်ကြတာဖြစ်တယ်။ရှေးဟောင်းအစ္စရေးတွေမှာမွေးနေ့မွေးလမွေးရက်ကအရေးကြီးတဲ့နေ့မဟုတ်ခဲ့ပါဘူး။ဒါပေမဲ့ခရစ်စမတ်ရဲ့အဓိပ္ပာယ်ကိုကြည့်တဲ့အခါမှာခရစ်စမတ်ရဲ့စာကိုပုတ်ခွဲလိုက်တဲ့အခါမှာ Christ 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 နဲ့နောက်တစ်ခုက MASS Mass အဲ့နှစ်ခုကိုပေါင်းပြီးတော့မှ Christmas ဆိုတော့ဖြစ်လာကဖြစ်ပါတယ်တနည်းအားဖြင့်မြန်မာလိုအဓိပ္ပာယ်ပေါက်တာဘာလဲဆိုရင်ခရစ်တော်ကိုအကြောင်းပြုပြီးတော့မှလူအများစုဝေးခြင်းနေ့လို့ဒီလိုအဓိပ္ပာယ်ပေါက်ပါတယ်ဒါကြောင့်မို့လို့အဲ့ဒီရှေးဟောင်းခရစ်ယာန်အများစုကအဲ့ဒီလို25ရက်နေ့ကိုခရစ်တော်မွေးနေ့ဖြစ်နေသတ်မှတ်တဲ့ဟာကိုကန့်ကွက်ခြင်းလည်းမရှိခဲ့ပါဘူးအဲ့တော့နောက်ဆုံးကျွန်တော်မြင်တဲ့အမြင်ကတမန်ကျမ်းစာအရတွေ့ရတဲ့ဟာကဘာလဲဆိုရင်နေရဲ့အလင်းရောင်ကလူဆိုးဖြစ်စေလူကောင်းဖြစ်စေမြည်သူကိုမဆိုးလမ်းပြဥဆောင်တယ်အပူဓာတ်ကိုပေးတယ်အသက်ဓာတ်ကိုပေးတယ်ဆိုသလိုဒီကနေ့သားတော်ယေရှုခရစ်တော်ကိုလည်းပဲကဘာသားအားလုံးညီတူအကျိုးတူခံစားစေဖို့အတွက်ဘုရားသခင်ကပေးလိုက်တဲ့လက်ဆောင်လေးပဲဖြစ်ပါတယ်ဒီနေ့ရဲ့ကျွန်တော်ရဲ့သတင်းစကားကတော့ဒီမျှလေးပဲဖြစ်ပါတယ်ကြားနာရတဲ့နားထောင်ရတဲ့မိတ်ဆွေများအားလုံးခရစ်တော်ရဲ့လက်ဆောင်ကိုလက်ခံခံစားရကြပါစေလို့ကျွန်တော်ဆုတောင်းပါတယ်